ဘုန်းကြီးတွေမကြည့်ဘူးအဘက်တွေအများကြီးတယ်ပြောဓမေတွေကောသလားရက်တော့တယ်တစ်ဖဲ့တယ်နှစ်ညလာစားတယ်သုံးဘလုံးဝကြည့်တယ်လေးကြောက်ပြောလေဘမလည်းမလို့ငါကြက်တာပြောတယ်မရှိတော့ပါလားဂရေ9180ဂရေ9191 billion root အဲ့ဒီတည်းသုံးခုပဲရှိတယ်ဆရာတော်ရက်တော့တယ်ဖဲ့တယ်ဘလုံးဝကြည့်တယ်ပြောလေမင်းတို့ကပြောတော့မင်းတို့ကပြောလိုက်ရင်ဘုန်းကြီးရစရာမရှိတော့ဘူးမင်းအဘက်တွေအများကြီးပြောတယ်ငါ့ကိုပြောဒါမရှိအဲ့ကိုညလာစားတယ်ဘလုံးဝကြည့်တယ်နှစ်ဟာအခုကစားတယ်သုံးဆက်လက်တော့တယ်လေမရှိတော့လက်ကစစ်စေအောင်ပြအောင်မရှိဘလုံးလိုကြီးလောက်ရတာကိုသာသနာဝင်ဘုန်းတော်ကြီးတွေကိုကိုရမှလေအမောမတည့်ဘယ်လိုလုပ်မလို့သူများကပြောတော့မှာမင်းတို့လည်း Facebook တွေတို့ကြည့်နေတာဒါသူများဘာတော့မစော်ကားဘူးခရစ်ယာန်မှာလည်းအားနည်းချက်ရှိဒါနိုင်ငံထဲမှာငါကဘာပတ်လာတာခရစ်ယာန်မှာလည်းအားနည်းချက်ရှိတယ်မွတ်စလင်မှာလည်းအားနည်းချက်ရှိတယ်နော်ခုနကပြောလို့အင်းဒီမှာလည်းအားနည်းချက်ရှိတယ်ငါနမူနာတစ်ခုပြောမယ်မွတ်စလင်နိုင်ငံတစ်နိုင်ငံသွားတယ်ဘာသာစားချင်ဟုတ်ငါလည်းမကောင်းသွားတာတရုတ်မှလည်းသွားတယ်ဘာသာစားချင်ခဏလေးစောက်ရှိတာကိုပြောတာနော်သူများအဖြစ်ပြောတာပေါ့မွတ်စလင်နိုင်ငံလုံးဝဝတ်သားမရဝတ်နှွေးရတော့ဝတ်ကောင်းအဲ့ဒါမှစားချင်ရှင်မျိုးလည်းပြောဒမီအောင်ပြောတော့ဒီဒမီစီရလေဘူကောလေတိတ်ကြက်ရတာပဲရတယ်ခဏလေးစောက်ပြီးကလကာတဲ့ဝင်သွားတယ်နောက်မှမွတ်စလင်ဟာဘာသာအစုံသူကတခုတော့ရှိတယ်အဲ့ဒါတွေကအဲ့ဒီစားတဲ့လူတွေကမွတ်စလင်မဟုတ်ပါဘူးအဲ့ဒီလာတဲ့ပုဂ္ဂိုလ်လက်ကိုနမ်းမစလင်ဘုံတော့နမ်းမစလင်မွတ်စလင်မဟုတ်ဘူးဘာသာလဲစားပြီးပြန်ဖြစ်ပြီးတော့မွတ်စလင်ပြန်ရေးထွက်သွားငါကိုယ်တိုင်တွေ့ခဲ့တာလေဘာအတူတူစားခဲ့တာလုံးတာပဲရှိတာပဲဟုတ်တယ်သူပြောတာမလေးရှားသွားတယ်ဟိုင်ဒန်ဂျန်လန်အဲ့ဒီမှာမွတ်စလင်ရဲ့ဥပဒေရဆိုရင်အရေးမတော့ပါဘူးလောင်းစားမလို့ဘူးငါကိုယ်တိုင်သွားခဲ့တာဟာမွတ်စလင်တွေကြီးပဲမလေးရှားပါမင်းတို့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကလောလောဆယ်မွတ်စလင်မဟုတ်ဘူးလေကျွန်တော်တို့လက်မှာနမ်းမစလင်ရိုက်ထားတယ်ဟောမလုပ်ရှင်းပါပဲဘယ်သူမှမပြောဘူးဘုန်းကြီးလေးနည်းနည်းတီလာရှင်နဲ့လမ်းသွားလိုက်တယ်ဒီဗမာတွေကပဲ Facebook နဲ့တင်ဘာလို့လဲမေးရင်သူတို့အခြားဘာသာကလုံးဝမတင်ဘူးခရစ်ယာန်ဘာမှမရှိဘူးမွတ်စလင်ဘာမှမရှိဘူးဟိန္ဒိဘာမှမရှိဘူးဗမာအချင်းချင်းပဲလုပ်ဘူးမရှိဘူးလားကွာမရှိဘူးလားဟုတ်တယ်ဆရာလေးနဲ့ဥက္ကဋ္ဌကအတူသွားတယ်ကွာသူဆရာလေးလက်ချိတ်ထားတယ်ကွာဒါလေးနေလိုက်ပါတော့လားကွာနှစ်ယောက်တွေ့ရင်တော်ပြီဘာလို့တန်နိုင်ငံလုံးတွေ့စေချင်တာလဲဟာဆရာလေးလက်လို့ချစ်ဆရာတော်မောင်ရှိကိုတဲ့ရှောက်ရမယ်တီလဲနောက်ကလိုက်မယ်မောင်ကြီးဟောသွားတာငါပြောနေတာဒီကောင်ထောက်ပုံရက်တယောက်တည်းတွေ့တယ်အဲ့ကောင်လိုင်းပေါ်တင်လိုက်တာတန်နိုင်ငံလုံးဥက္ကဋ္ဌလားမောင်ရှိကိုတဲ့ရှောက်ရတီလိုက်ရှင်လေးလက်ဆိုမင်းတို့ပြီးသွားမင်းတို့လောက်တာဘယ်သူမှမလုပ်ဘူးဘာလို့လောက်ရတာလဲမေးကြလို့လေဖုံပြီပြောချင်တဲ့သဘောကမကောင်းတာရှိပါလိမ့်မယ်ဖုံးနိုင်ဖိနေတယ်မှာကို့အမေရလေအောက်ကနေပေါ်နေတယ်အမေပေါ်နေလို့ပြောမယ်လေမရရင်အမေဆွဲချမယ်မရအမေကပြန်လှမ်းတယ်ကိုနဲ့ကာလာလိုက်မယ်ကျွန်တော်အမေလမ်းနေတယ်ဘာလို့ပေါ်မှာတော့ဒါပြောတာလေမင်းတို့အဲ့လိုတွေပါနေတယ်မင်းတို့ဗမာတွေကမင်းတို့ကိုကြည့်လိုက်ရင်ငါတော့မကြည့်ပါဘူးကိုပူကြီးကိုသာသနာဟောမင်းတို့ကိုရှားလိုက်အစ္စလမ်ဘာသာဝင်တွေတယောက်မှမတင်ဘူးခရစ်ယာန်တယောက်မှမတင်ဘူးဟေးလူတယောက်မှမတင်ဘူးကြည့်လိုက်ရင်ဗုဒ္ဓဘာသာဘုန်းကြီးကဘလူဘဲဝါဟောမင်းတို့တော်အောင်စရာကောင်းတာပဲရေးစရာရှားလာနော်ပြောကြည့်လိုက်ဒါငါမပြောပါဘူးအခုတော့ခုမှတစ်ခါပဲပြောသေးတယ်တစ်ခါပဲပြောတာတစ်ခါပြောတော့တနိုင်ငံလုံးရောက်သွားပြီတစ်ခါတည်းပြောတာပါကိုမှန်တယ်မဟုတ်တာရှိတယ်အားလုံးကခုနပြောတဲ့အတိုင်းပဲပုရုဇဉ်ကိုတော်လေးတွေဖြစ်ချင်းအောင်သူတို့ညစာစားကောင်းလဲစားလိုက်ဘောလုံးကကြည့်ကောင်းလဲကြည့်လိုက်အဲ့ဒါသူတို့မှာဂရေ9000ကျော်လောက်ရှိတယ်တိတ်ခါပုတ်တွေဝင်ကြီးကိုထမ်းလာတယ်အော်ငါတို့ကလေငါးပါးသီတာလေးယူပြီးလို့ရှိရင်အဲ့ဒီငါးပါးတို့လေဖင်ရမလုံးခေါင်းရမလုံးအလဲရပြက်နေတို့တော်မှာ10ပါးသီတာလေးကိုဟိုရောက်ဒီရောက်နဲ့ကြိုးကြောင်နဲ့ဖြစ်သေးတာသူတို့ခင်ဗျာတစ်သက်လုံးသီတာထိန်းတာတစ်ခါလောက်လေးကိုရင်းလေးစားပြီးတော့တစ်ခါလောက်လေးအဲ့မှာဥပဒနာလိုမှလေလက်ဖေးတယ်မှာလက်ဖေးတောင်းတယ်ဟောသူခင်ဗျာလေးတရားတွေခေါ်ပြီးတော့မနေ့ကတော့လည်းဟိုသူ့ရဟန်းမဖြစ်တဲ့ဖြာပုံကဂရုံမင်းကဒေါ်ရေးတဲ့ကလည်းဘာမှမကတ်လိုက်ဘူးထင်တယ်ဗိုက်စာလို့ဝင်ပြီးတော့အဲ့လိုတွေမြန်ဖြည့်တွေးလိုက်ပါတော့လားဘုန်းကြီးကနိုင်ငံတော်ဓမ္မဖြစ်တော့နိုင်ငံတော်ဓမ္မဂရိကလေတပည့်ထိုင်တောင်းနေတယ်နည်းနည်းလေးတွေးလိုက်ပါတော့လားကွာငါလဲလေငါကုံနဲ့ဘယ်တောက်ချင်မှာမလို့ဒီလက်ဖေးဆိုင်ငါတောက်ချင်မလားငါဆွာလုံးလို့တောက်တာဖြစ်ကောင်းဖြစ်လိမ့်မယ်နည်းနည်းလေးတွေးလိုက်ပါတော့လားမတွေးဘူးအခါတော့ချဟာဓာတ်ပုံနဲ့တင်မနေ့ကတော့ဘိုးလေးမှာဟောတော့တရားဟောတာဘုန်းကြီးအခုမှဘိုးလေးလက်ဖေးဆိုင်မှာတွေ့သွားတခါတည်းတောက်ဘူးလားတင်ရတင်ကြီးအဲ့လက်ဖေးဆိုင်မင်းနဲ့ရှုံပါလာပြီးတော့တင်ရတင်ကြီးတခါတည်းပြောလိုက်မယ်တင်ရတတ်ကြီးတင်ကြည့်လိုက်သူညတညာလုံးလေဥကေတာဆိုတဲ့မြို့နယ်သံဃာနာဥက္ကရာဟောတာငါတို့ကိုတော်ဒီကျွေးတော့နောက်ကပါတဲ့ဓမ္မတွေ
အေးလေဟိုဒကမလည်းကြောက်ရတော့ဘာမှမကတ်ဘူးအဲ့တော့မနဲ့စောစောလေးအာယုံတက်မှန်းလည်းမသိတော့ငါခမရဘူကလေးမှငါလက်ပိတ်စံလေးထိုင်မိတယ်ညင်းတို့ဓာတ်ပုံရဲလိုက်တယ်အာယုံမတက်သေးဘူးဓမေစီဥပဒနာနိုင်ငံကျော်ကဘာကျော်ဝင်းကားလေးလာစားသွားရောစားမိတယ်မုန်းကလေးတပွန်းနဲ့ထင်ပါတယ်အဲ့ဒီဘုံကြီးကြောက်ကဝိုင်းကြီးလိုက်တရားလုံးပြီးသွားမရှိတော့ပြီးသွားအဲ့လိုတွေဖြစ်နေတယ်ကုသိုလ်ရတဲ့ဟာတွေတွေးပါတော့လားကွာကုသိုလ်ရလာနေအများကြီးရှိပါတယ်တရားတွေလည်းအများကြီးရှိပါတယ်ကောင်းတဲ့ဟာတွေအများကြီးရှိတယ်ဖရာပုံတွေတင်းလို့တို့ကုသိုလ်ရတယ်အများကြီးရှိတယ်ကျမတို့ဘူလေးညွန့်နေရဲ့ရွှေရတို့250ပွဲမှာအားနဲ့မှနဲ့ဒီလိုဟောရတဲ့ဘုန်းကြီးဗိုက်ဆိုင်လို့တောက်တာဖြစ်နေတယ်ဝင်ရေးပါလားထင်ပါတယ်အဲ့ဒီဘုန်းကြီးမေးအမေဘယ်လိုလုပ်တော့ပါလဲကျမတို့ကိုယ်တိုင်တွေ့လိုက်တယ်ဆရာတော်ကလေအဲ့လိုအတန်လေးပြော့ပြီးတော့သူ့ခမရလေးအားနဲ့မှနဲ့ရေတစ်ခွက်မတောက်ဘူးအဲ့တော့သူတောက်တာကျင်တဲ့ကျွေးမယ်ခမင်းအောင်ကျွေးရင်သေးတယ်အဲ့လိုဝင်ရေးလိုက်ပြီးတော့လာဝိုင်းချတော့လားမလားအဲ့လိုတော့ကိုတို့မှလေတကယ်ပြောတာပါဟိုနေကုရီဝင်မယ်ဆိုတော့ကြည်ရတယ်လက်ဖေးဟိုဘယ်အမြဲလူတွေကိုလေကြောက်နေတော့လေကြာတော့ဘယ်တဲ့ပါသွားမှကြည့်တော့ဓာတ်ပုံရတခါတည်းမှဓာတ်ပုံရဒူရင်းနေရတယ်သွားထိမိနေပြောဦးမယ်လေကြာတော့လူနေရအောင်ကို6ရက်ပြည့်ကြတော့မှသူနေရတာဘဝကလည်းတချို့ဘုံဘုရားအမတ်တဲ့ဓာတ်ပုံရရှင်ဆိုတွင်းနဲ့ခုမှရေကန်မရှိတော့မင်းတို့ကြောက်နေရတာနေလို့လည်းမရအောင်စားလို့လည်းမရဘူးအဲ့တော့နိုင်ငံသားကြီးပဲသွားနေတယ်ပြီးတာနိုင်ငံသားမှာတော့ခုံသေးရောပြန်သေးရောပြီးတာအေးစိဘူးမှမသိဘူးကိုလည်းဘယ်သူမှစိတ်ဝင်စားဘူးမင်းတို့ကလည်းငါလည်းဘယ်သူမှသူတို့လည်းငါစိတ်ဝင်စားငါသွားရင်သွားမှာအဘောကကုတ်ရင်းနဲ့ရှူးဖက်နဲ့လို့သွားတာဘယ်သူမှမသိဘူးမသိဘူးဓာတ်ပုံလည်းမရိုက်ပါဘူးပြောင်းပဲရှယ်ဟိုရောက်တော့နဲ့လေစိတ်ကိုတိုးလိုက်နဲ့တခါတည်းကုတ်ရင်းယူခဲ့မယ်ရှူးဖက်နဲ့ယူခဲ့မယ်တခါတည်းပဲပြောလိုက်ဝကိတ်ရှူယူခဲ့မယ်ဖက်နဲ့မစီဘူးလွတ်ပလိုက်တယ်အဲ့ဖက်နဲ့ကိုရှုံးကြာတော့အဲ့လိုသွားတယ်တဲ့တယ်ပြောလိုက်တယ်ဘလို့မှလည်းကိုမသိဘူးလေဒါတော့အင်းနေသေရကြီးတယ်အခုမပြင့်နေသေရကြီးဖက်တရားဒီကြီးပဲသွားမလို့ဂျာမနီကလာသေရကြီးပဲဖြစ်ဒီလိုဖြစ်နေတာလေမင်းသင်္ကန်းလေးသေသွားမှာပေါ့သင်္ကန်းပေါ်မှာကုတ်ရင်မို့သေသွားမှာပေါ့တေသွားမယ်မတေမရင်ဖြစ်သွားမှာမလားအဲ့တော့ကိုတော်လေးကိုကြည်ညိုတော့ပြပရိယတ်တွေချိလိုက်သူတို့လေဒီစာပေတွေကိုတို့ကအိမ်မှာနေပြီးတော့ပရိကြီးစတဲ့ကိုတို့မရဘူးသူတို့တွေကလေသူတို့တွေကြက်နေတာသူတို့တွေမှတဏီကုံကြက်နေတာအဲ့လိုတွေတွက်လို့တွေးလိုက်ပါလေဝင်းကြီးတွေလည်းကြက်နေတယ်တုတ်တန်တွေလည်းကြက်နေအဘိဓမ္မာနဲ့ကြက်နေတို့ကတော့လေပရိကြီးတွေစတဲ့တို့ဟိုက်ထဲလာတဲ့လူတွေပရိကြီးစတဲ့တို့ကိုဗျောင်းနဲ့ရတဲ့လူလက်ညှိုးထောင်ဆိုသိတစ်ထောင်ပေးမယ်ဘုန်းကြီးမပါတိလိုက်ရှင်လူတွေမပါဘုန်းကြီးတွေမပါဒါကြောင့်ဘုန်းကြီးတို့နဲ့တွေ့ငါခံသွားမယ်လေအဲ့ဒါပြောရသေးတယ်ဘုန်းကြီးတို့လည်းမပါတိလိုက်လူတွေမပါတုဒ္ဒဗုဒ္ဓသင်တန်းသူမပါအဲ့ဒါပြောရသေးတယ်ဒါကြောင့်တုဒ္ဒဗုဒ္ဓရအောင်ငါပေးနေအောင်မယ်မရဘူးမလုံးနဲ့